ရှိခါခဘယ်နေတီပီကလွတ်လင်ပြတိုးဟာတက္ကသိုလ်ပြီးတွားပြီးယောက်ျားတွေတက်အပ်တဲ့ပညာ18ရက်ကိုတွားရောက်တင်ခဲ့တဲ့လူလီပြူဟာလေးအတက်ကိုထူးကျွမ်းကျင်စွာတက်မြောက်ခဲ့တဲ့လူလင်ပြူရဲ့နာမည်ကိုစူရဒနုကဟာလို့ခေါ်ဆိုကြတယ်လူလင်ပြူလေးဟာလေးအတက်မှကျွမ်းပြီးမဲ့ရုပ်စင်းအင်နာကရန့်ရှာတယ်အရက်ပူတယ်ခါကုန်းနေတယ်သူ့ဘူးကြည့်ပြီးရှင်ဘရင်ကကြိုက်မှာမဟုတ်ဘူးအဲ့ဒီတော့မင်းခါစားလို့ဖို့ရအခက်တွေ့နေရတယ်သူဟာရုပ်စင်းအင်္ဂါနဲ့ပြည့်စုံတဲ့သူတယောက်ကိုလက်လည်လျှောက်ခွေကြရတယ်ယူချောချောအရက်ထောင်ထောင်မောင်းမောင်းနဲ့ဘီမတင်နာဆိုတဲ့ရကန်းတဲ့တယောက်ကိုတွေ့လိုက်ရတယ်နှုတ်သဘောတူတိုင်ပင်ပြီးရကန်းသမားကိုလေသမားရောက်ဆောင်ကမင်းကြီးထံအခစားဝေစေတယ်ဆူရဒနုကဟာကတော့လေသမားရဲ့တပည့်အသွေးနောက်ကလိုက်ပါခဲ့ရတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းကြီးတောင်ပေးခိုင်းစစ်တဲ့မြောက်ကိုဗိမတင်နာရဲ့နောက်ွယ်ကနေပြီးဆူလာဒနုကဟာကဒူတူမတင်အောင်တိတ်ကိတ်ပုံလို့ဝဲဆောင်ရပေးနေရတယ်။တနေ့တပူတော်ရမတောင်းရနေတဲ့ဂူဒါစာကြကြီးတကောင်ကိုဟင်းငင်းပြီးရင်မင်းကြီးကဗိမတင်နာကိုတောင်းဝင်ပေးလိုက်တယ်။အဲ့ဒီအခါမှာဆူလာဒနုကဟာကသူမလိုက်တော့ပဲဗိမတင်နာကိုတယောက်တည်းလွှတ်လိုက်တယ်။လောကန်ဆောင်ရရမည်နိပရိရဲ့အဖြစ်တငယ်ချင်းဟာရွာသားလေးသမားတွေကိုခေါ်ယူပြီးကြားကြီးရှိရောက်ပေါ်ကြပါကြားကိုတွေ့ရတဲ့အခါမှာတငယ်ချင်းကချောင်းတုတ်တဲ့ဝေပုံနေရွာသားတွေပြစ်ခတ်လို့ကြားတည်ရလာပြီးဆိုမှတငယ်ချင်းကငွေကျုပ်ကိုကင်ပြီးချုံပုတ်ထက်ကထွက်လာခဲ့မင်းတို့ဒုက္ခပါပဲကွာငါကအရှင်ဖတ်မလို့ငွေကျုပ်ရှာနေတာဟာကောင်လူကြားကိုဘသူအတေးတက်လိုက်တာလေမင်းတို့ဟာငါ့ကိုမပြောမစွန်နဲ့တက်လိုက်ကြတာကိုရှင်ဘရင်ကအရှင်ဖမ်းလာခဲ့ပါလို့မှားလိုက်တာအခုဘယ်လိုလုပ်ကြမလဲလို့ချိတ်ချောက်လိုက်ရင်ဟာသားတွေကြောက်လန့်သွားကြလိမ့်မယ်အဲ့ဒီအခါမှာသူတို့ကရှင်ဘရင်ကြီးကိုတော့ပြန်မလျှောက်ပါနဲ့အတင်မဲ့တက်မိလိုက်တယ်လို့ကျုပ်တို့ကိုစားဝေခံတွက်ကြပေးပါရတဲ့ဆုလက်တွေကိုလည်းခမတ်တယောက်ထည့်ပြီးယူပါတော့ဗျာလို့တောင်းပန်ကြလိမ့်မယ်ဆိုပြီးတင်ကြပေးလိုက်တယ်ဗိမတိနဟာတင်ကြပေးလိုက်တဲ့အတိုင်းဆောင်ရွက်ခဲ့ရကြားတီကြီးကိုမင်းကြီးရှင်းမောင်ယူဆောင်လာနိုင်ခဲ့တယ်။မင်းကြီးသဘောကျပြီးဆုလက်များစွာချီးမြှင့်လိုက်တယ်။အဲ့ဒီနောက်မှာကျွဲစိုးကြည့်တဲ့ကောင်တောင်းရနေတာကိုလည်းဒီနေ့တုံပြီးအောင်မြင်စွာနေပြနိုင်ခဲ့တယ်။မင်းကြီးကသဘောကျပြီးဆုလက်များစွာချီးမြှင့်လိုက်ခဲ့တယ်။ဥစ္စာနေရှိလာတော့ဗိမတိနဟာမန်လေးနဲ့တက်လာတယ်။ကျေးဇူးရှင်ဆူလာဒနုကဟာအပေါ်မကီမဲမြေဆက်ဆံကျင်လာတယ်။ညနိုတဲ့အနီကြလာတော့ဘဝင်မြက်လာတာလဲပါမှာပေါ့။ဟေးဆူလာဒနုကဟာမင်းလည်းယောက်ျားငါလည်းယောက်ျားပဲမင်းကိုမိခုမနေရလည်းဖြစ်ပါတယ်ထမင်းဝပါတယ်ကွာမင်းကမပုကကွာနဲ့မိထတောင်ငါကပူလို့ချောသည်ခံသည်ဟုတ်တယ်ဟုတ်အဆရှိရဲ့ကျန်တဲ့စောကမောင်းမာတဲ့ဇာကားတွေပြောလာတယ်အတန်တာပြီးတဲ့အခါမှာအင်းကြီးချင်းမင်းတစ်ပတ်ကစစ်ထိုးဖို့ပယနာတီပီကိုဝင်းရလာတယ်အဲ့ဒီအခါမှာမင်းကြီးကဗိမတိနကိုနှိမ့်နှင်းမှုတာဝန်ပေးအပ်လိုက်ပြန်တယ်ဗိမတိနဟာရှိဘရင်တပားလိုချုပ်ဝဲတဲ့စာတို့ဝစ်စင်ပြီးစင်စည်းကစစ်မီပြင်ထွက်လာခဲ့ရတယ်ဆူလာဒနုကဟာကဆင်နောက်ထိုင်အဖြစ်လိုက်ပါလာခဲ့တယ်စစ်မီပြင်ကိုရောက်လာပြီးဗိမတိနဟာရန်သူတို့ရဲ့စင်မြဲခင်းချင်းနဲ့တိုက်ပွဲဝင်ရန်အသက်ဆောင်ဆိုင်နေတဲ့လက်နက်ကန်ခြေလင်းစစ်တီတော်တွေကိုတွေ့လိုက်ရတဲ့အခါကြောက်လန့်တုန်လှုပ်လာတယ်သွေးပြတ်သွားတယ်ကျင်ကြီးငယ်တွေထွက်ကြတယ်အဲ့ဒီအခါမှာဟေးဗိမတိနမင်းလေးယောက်ျားငါလေးယောက်ျားပဲမင်းကိုမိခုမနေရလည်းဖြစ်ပါလေဆိုခုတော့မင်းကပြောတော့ရွှေမန်းလို့တော့ရှုပန်းဖြစ်နေပါပေါ့လားမင်းယောက်ျားမဟုတ်လားကြောက်မနေပါနဲ့ငါကယ်ပါမယ်လို့ဆိုလာဒနုကဟာပြောလိုက်တယ်နောက်ဗိမတိနကိုစင်ဘောကဆင်းစေတယ်အိမ်ရန်ခန့်လိုက်တယ်အစွမ်းပြောက်ဖို့အချိန်တန်နေတော့ဆုံးဖြတ်လိုက်တယ်စင်ကိုချွန်းကုန်းဖွင့်လိုက်တယ်ပြန်သူတက်တွေရင်းဝင်စွာဒရဲကျန်းဝင်သွားလိုက်တယ်ရန်သူမင်းကိုရအောင်ဖမ်းဆီးပြီးမိမိရဲ့အရှိမီကြီးတန်ဆက်တလိုက်တယ်မိမိရဲ့အချစ်တစ်နှစ်အမှန်နောက်ွယ်ကနေပြီးနှုတ်ဝဲတောင်းထပ်ဆောက်ပေးနေရတဲ့လေးသမဘဝကိုပြန်လည်လျှောက်တန်းလိုက်တယ်မင်းကြီးကများစွာနှိမ့်သက်သွားတယ်ဆုလက်များစွာနဲ့စီးစိမ်ကြီးရှိမိခြင်းခံလိုက်ရတယ်အဲ့ဒီအချိန်ကစပြီးစပုထိတ်ကျွန်းမှာဆူလာဒနုကဟာပဏိတဆိုပြီးထေရှားကြော်ကြားနေခဲ့ပါတော့တယ်ဒီတင်ငန်းစာလေးကတော့
အတူအယောင်ဆောင်ဆိုတာအချင်းတန်ရင်ကြောက်ဆုံးသွားရပါတယ်။အရေးချင်းရှိသူကလည်းအချင်းတန်ရင်ထွန်းလင်းတောက်ပလာရစမြဲဖြစ်ပါတယ်။ Stroke Channel လေးကနေသင်ခန်းစာပေပုံမြင်တွေထည့်ရလိုက်ကညမဆန်းတွေနဲ့တခြားသောစာပေတွေကိုဖတ်ပြသွားပါမလို့လိုက်ရန်ဆက်ခွင့်လေးလုပ်ပေးခဲ့ကြပါအောင်နော်